ဟိုရှိကအညာဒေတာကြောက်စင်းဆိုတဲ့ရွာကြီးမှာညံဆန်းဆန်းဦးစိန်ကိုနဲ့သူ့ရဲ့ခိုင်းလိုက်ရင်လမ်းခုလက်မှာတင်အပိဓမ္မာညံပွင့်သွားတတ်တဲ့တပည့်ကျော်ငမင်းတို့ရှိကြတဲ့ဦးစိန်ကိုဟာရွာမှာဆရာကြီးလို့ခေါ်ခံရပြီးဘာမဆိုကိန်းကနန်းနဲ့တွက်ချက်တတ်သူအဖြစ်ကျွဲဝါလေးရှိပြီးငမင်းကတော့ဆရာအမိန့်ကိုစာအုပ်ကြီးအတိုင်းတတဝေမတိန်လိုက်လို့ရင်ရွာတရွာလုံးကိုကမောက်ကမဖြစ်အောင်ဖန်တီးရမှာပါရမီပါသူပေါ့တနေ့တော့ရွာဦးကျောင်းဆရာတော်ကြီးကကျောင်းကန်တန်ရှင်းရေးနဲ့တဲတောင်ပြင်ပွဲအတွက်ဦးစိန်ကိုနဲ့ငမင်းကိုခေါ်ပြီးဟေတိုင်းဦးစိန်ကိုနဲ့ငမင်းမနှက်ဖြန်ကျောင်းဝင်းထဲမှာပရိသတ်တွေထိုင်ဖို့တဲဖြူစင်စင်တွေချောင်းထဲကနေလဲနဲ့တဲခဲကြဆန်းပြီးတော့မိဖို့ချောင်းအတွက်နှပြောသည့်တစ်ခိုင်ပါခုတ်ခဲကြလို့တာဝန်ပေးလိုက်တယ်။ချောင်းထဲမှာတဲတဲ့ပွဲနဲ့ငမင်းဤတင်ချာဦးစိန်ခိုနဲ့ငမင်းတို့နွားလဲကြီးမောင်းပြီးချောင်းထဲသွားကြတယ်ချောင်းထဲရောက်တော့ဦးစိန်ခိုကလှဲပေါ်မှာကုန်းတမြုံမြုံနဲ့ထိုင်ပြီးငမင်းတဲတဲ့အခါအလားဟာတအချိန်မကုန်စေနဲ့လှဲပေါ်ကိုတဲတွေပေါ်အောင်ခတ်ထက်တဲကန်တင်းမပြူအောင်ဘေးမှာရေဆိုအဝတ်တွေနဲ့တေချာအုပ်ထားကြလားငမင်းကခေါင်းငိမ့်ပြီးတဲတွေကိုလှဲပေါ်ခတ်ထည့်ပြီးတော့ဆရာခိုင်းတဲ့အတိုင်းဘေးကနေရေဆိုအဝတ်တွေပြင်ဦးစိန်ကိုဝစ်လာတဲ့ပစိုးအပူအစ်ကြီးကိုပါရေစွပ်ပြီးတဲပေါ်မှာတေချာဖုံးအုပ်လိုက်တာပေါ့အပြန်လန်းရောက်တော့ကုန်းအတက်မှာနွားလဲကလေးလုံးလုံးမတက်နိုင်မှဖြစ်နေတယ်ဦးစိန်ကိုကအောက်ဆင်းပြီးလှဲပြီးကိုတွန်းရင်းဟေ့အောင်ငမင်းလဲကဘာလို့ဒီလောက်လေးနေတာလဲဟာဆရာကြီးပဲတဲတွေအယမ်းမချောက်အောင်ရေများများလောင်းခိုင်းတာလေတပိတ်တော်ချောင်းထဲကရေဆယ်ပုံးမကလှဲပေါ်လောင်းထည့်ထားတာဦးစိန်ခုကကြည့်လိုက်တော့တဲတွေဟာရေဝပြီးရှုညံ့အိုင်ကြီးဖြစ်နေတဲ့အပြင်တဲပေါ်မှာအုပ်ထားတဲ့သူ့ရဲ့ပစိုးအစ်ကြီးပါမဲနဲ့ပြီးရှုနေပေးကြနေတော့တာပေါ့ငပြောသည့်ခုတ်ပွဲနဲ့လေထီးစနစ်တဲလဲကိုထားခဲ့ပြီးတစ်ပင်ပေါ်ကငပြောသည့်ခိုင်ခုတ်ဖို့ပြင်ကြပြန်တယ်ငပြောပင်ကမြင့်လွန်းလာကြောင်းငမင်းကအပင်ပေါ်တက်သွားတယ်ဦးစိန်ခိုကအောက်ကနေငမင်းငပြောသီးတွေမြေကြီးပေါ်ပြုတ်ကျရင်တီးခွန်တွေပိန်ကုန်လိမ့်မယ်မင်းငပြောခိုင်ကိုဖြည်းဖြည်းချင်းလေထီးပါတယ်လို့စာတာရာရာလွတ်ချငမင်းကအပင်ပေါ်ကနေဆရာကြီးလေထီးမရှိတော့တပည့်တော်ခါမှဝစ်ထားတဲ့ပစိုးကိုချုပ်ပြီးငပြောခိုင်မှာထီးလို့ချီပေးလိုက်မယ်ဗျငမင်းကပစိုးချုပ်ပြီးငပြောခိုင်မှာချီကအောက်ကိုပစ်ချလိုက်တဲ့ဒါပေမဲ့ပစိုးကလေမတိုက်ပဲငပြောခိုင်ကြီးကဘုံဆိုပြီးအောက်မှာရက်နေတဲ့ဦးစိန်ကိုခေါင်းပေါ်သို့တိုက်ရိုက်ကျရောက်သွားတော့တယ်။ဦးစိန်ကိုမှာခေါင်းပေါ်ငပြောသည့်ခိုင်ကြီးကျလာလို့မျက်လုံးထဲမှာကျယ်ရီကျွေးကျသွားပြီးမြေကြီးပေါ်လဲကျသွားတာပေါ့။အပင်ပေါ်ကငမင်းကတော့အဝတ်စားမပါပဲအပင်ပေါ်မှာသွားဖြဲပြပြီးဆရာကြီးငပြောသည့်မပျက်စီးဘူးမဟုတ်လားဗျ။ငမင်းအောက်ဆင်းခဲ့ရင်ငါမင်းကိုတတ်မယ်လို့ဦးစိန်ခိုကခေါင်းကိုပို့ရင်းអော်တော့တာပေါ့ကျောင်းဝင်းထဲမှာတဲတောင်ပြင်မနက်မိုးလင်းတော့တဲလျှော့အိုင်ဖြစ်နေတဲ့လှဲကြီးနဲ့ကောက်မှာတရက်တိတက်တာလောက်ရောင်နေတဲ့ဦးစိန်ခိုပြီးတော့ပစိုးမရှိလို့တရွက်တွေစီးထားတဲ့ငမင်းတို့ဘုံကြီးကျောင်းရောက်လာကြတယ်ဆရာတော်ကြီးကကြည့်ပြီးဟေတိုင်းဦးစိန်ကိုနဲ့ငမင်းငါကျောင်းအတွက်တဲဖြူနဲ့ငပြောသီးရခဲ့ကြရဲ့လားဦးစိန်ခိုကမျက်နှာငယ်လေးနဲ့တပည့်တော်တို့တဲတော့တဲခဲ့ပါတယ်ဖေဟာဒါပေမဲ့တဲကရေဆူလွန်းလို့ရှွန့်အိုင်ဖြစ်သွားပါတယ်ငမင်းကတရွက်ခါစီကြီးနဲ့ဝင်ပြောတယ်ဟုတ်တယ်ဖေဟာငပြောသီးခိုင်ကတော့ဆရာကြီးခေါင်းနဲ့တေချာထိမ့်ပေးထားလို့တတိမမပိန်ပါဘူးဖေဟာဆရာတော်ကြီးကကြည့်ပြီးငမင်းခါမှာဝတ်ထားတဲ့တရွက်တွေကဘာလဲကွဆရာကြီးခိုင်းတဲ့လေထီးစနစ်ကကြောင့်ပစိုးပါသွားလို့ပါဖေဟာဆရာတော်ကြီးကရေလဲရေချင်းစိတ်လဲတူနဲ့မင်းတို့နှစ်ယောက်ညံကတော့အံ့ဩစရာပဲတဲဖြူတောင်ပြင်လှုပ်ခိုင်းတာကိုရှော့အိုင်ကြီးလာလှုပ်ထားကြတယ်မနှက်ဖြန်ကစပြီးမင်းတို့နှစ်ယောက်ရွာထဲသွားပြီးမုတ်ဆန်းတရားပွဲကိုပိုင်ပိုက်ဆံနဲ့ဝယ်ခဲ့ကြတော့မရရင်ကျောင်းတကားဝမှာတရွက်ဝစ်ဘီလူးနှစ်ကောင်အဖြစ်မတ်တက်ရက်ခိုင်းရမယ်ဦးစိန်ခိုနဲ့ငမင်းလဲတယောက်ကိုတယောက်ကြည့်ပြီးဆရာကြီးနောက်တစ်ခါအလှမှာတဲခိုင်းရင်ရေမပါပဲဒီတိုင်းမဲ့တဲရအောင်ပြအ ਨੇ ဆုံးတော့ခေါင်းမယောင်ဘူးပေါ်ဆိုပြီးရွာထဲကိုခေါင်းငုံပြီးပြန်သွားကြရလေတည်း